ကိုကြီးရှစ်တစ်ဖက်လည်းကြာရင်လေရှင်တန်တို့အမြန်လမ်းမှာမြေတစ်ချက်သွားကြည့်အောင်မိုင်နေ150ကျော်อ่ะဆိုတော့ရှင်တန်တို့အပြန်နေပြီးတော့မှခဏနာကြမယ်လေပြီးတော့မြေတိုင်းဖွဲ့ပါမှာဆိုတော့ကိုကြီးတဘောအောင် နေပြီးတော့ခရီးစဉ်တော့ကိုနေကြီးပြန်လဲစီစဉ်လိုက်မယ်လေကိုသားငယ်လေးကကိုနဲ့တူတူအိတ်တာကွာကိုပြန်မလာလို့ရှိရင်တော့ကိုမျောနေမှာအိတ်မှာမဟုတ်ဘူးကိုကြီးသားသမီးတွေပေါ့တိတ်တန်ရုံးစင်ကြည့်ရပဲနော်ရှင်တန်တော့ကိုကြီးသားသမီးတွေကိုတိတ်အားကြတာပဲကိုကြီးရဲ့ယူဆကျင်နာမှုတွေကိုအများကြီးရထားလို့ ကဲပါရှင်းတယ်ပြန်မပြန်နော်တောက်ပြီးဆိုင်ပါရှင်းပက်ကြလို့ရှိရင်တို့နေပြီးတော့မှမြေတိုင်းတူသွားကြည့်ရမယ်နော်ဒါကြောင့်ဒီဆက်ပြန်နော်